မင်္ဂလာဗျာအခုလိုနွေရရက်လာပြီဆိုတော့ကျွန်တော်တို့ကျက်မရည်တဲ့ညီညွတ်တဲ့အသီးတွေလည်းဖြောတောက်မလားဒါစမူသီတွေလောက်စားမလားပါနော်အဲ့လိုမျိုးလုပ်စားလို့ရနိုင်တယ်81ထွက်ရှိထားတဲ့ ETO 331မော်ဒယ်လေးကိုကျွန်တော်ရောက်ချပေးခြင်းပါတယ်ဒီရဲ့81ထွက်ထားတဲ့ဒီဘလန်နာလေးရဆိုရင်တော့သူရဲ့ဒီဘေးသားလေးရဆိုရင်တော့ Class Style အမျိုးအစားလေးကိုအသုံးပြုထားပါတယ်သူရဲ့ဝန်ဆန်းတဲ့ပမာလေးရဆိုတော့ 1.5 လီတာအမျိုးအစားလေးဖြစ်ပါတယ်ခင်ဗျာပြီးကြတော့သူ့ရဲ့ဒီ power watt နေဆိုရင်တော့လေ400 watt ထိအသုံးပြုပေးထားပါတယ်ခင်ဗျာဒါတင်မကပါဘူးเนาะတခြားကျွန်တော်သူဘာထက်လုပ်ရဆိုသူ့မှာဆိုလည်းထပ်ပြီးတော့ကျွန်တော်တို့ဒီအိမ်ရှင်မားတွေအတွက်လည်းငရုတ်ကြီးချိန်မလားဂျင်းတွေပါချိန်မလားဆိုတော့ကျွန်တော်တို့ဒီ grinder လေးလည်းထပ်ပြီးတော့အပိုတစ်ခုပါဝင်มาလည်းဖြစ်ပါတယ်ခင်ဗျာသူ့ရဲ့အတွင်းသားဒါလေးရဆိုတော့ stainless steel ကိုအသုံးပြုပေးထားပါရဒါသားလေးကလေးလက်ဖြစ်ပါတယ်ဒီဘာဆိုတော့ speed control တွေတော့1 2ဒီ post function ပြီးတော့3မျိုးလုံးကျွန်တော်အသုံးပြုရပါတယ်ခင်ဗျာDBC ရဲ့ဈေးနှုန်းလေးရဆိုရင်တော့3သိန်းကျပ်ဖြစ်ပါတယ်ခင်ဗျာအခုလိုမျိုးကျက်မိုင်းနဲ့ညီညွတ်တဲ့ဘလန်ဒါလေးတွေကိုလည်းဝယ်ပြီးအသုံးပြုခြင်းဆိုတော့ပြုံးနေမြန်မာရှိတယ်ကျွန်တော်အစားမှာဝေးရှင်းနိုင်ပါတယ်ခင်ဗျာကျွန်တော်ဆက်သွယ်ရေးလိပ်ဆက်တွေကတော့အမတ်တစ်ကာကြီး3ခွက်မနေ့လာရှုလက်ပြုံးနေမြန်မာတရှိပါတယ်ခင်ဗျာဖုန်းနံပါတ်လေးကတော့3994489226ခုမှာဆက်သွယ်မှနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ